Hello, alo mà mình là bà mẹ. Ok, mình tôi ở nhà vì nó cho nó video thì mình tìm biết là cho nhà này vì mình tìm biết là trong nhà là cho nó nhìn ba cái bọn nó cho nó em hòa quay lại rồi nó ai mà em担心lâu đó rồi cho nó biết gì suy đó rồi nên bà lúa ở đó thì hòa quay thế là ba nhà này cho nó tập lâu lâu cho nó lâu tập nã lại nã video tập lâu lâu đó mà rồi là tiêu đấy cho nó mà biết biết phía này à giờ cho nó lên video တွေထပ်ပြီးတော့မတင်ဖြစ်တော့တာပေါ့နော်ကျွန်တော်တကယ်မအားလို့ပါအခုကတော့ကျွန်တော်နဲ့စိတ်ကူးပေါ့နဲ့ကျွန်တော်ကိုလည်းခုံးမနေမှာမေးနေကြလို့အိမ်မွေရသေးလားမွေရသေးလားဝယ်ပြီးသွားရလားရိုက်ပြပါအောင်ဆိုလို့ကျွန်တော်ဒီနေ့ကျွန်တော်ဝယ်လိုက်တဲ့အိမ်လေးကိုကျွန်တော်ရိုက်ပြမို့ပါကျွန်တော်ကလည်းအိမ်လိုက်ကြည့်တာအလုံးပေါင်းမနေဘူးအခုကြည့်နေတဲ့လူတွေသိတဲ့အတိုင်းပဲကျွန်တော်အိမ်လိုက်ကြည့်တိုင်းရိုက်တင်တာအိမ်လုံးပေါင်းမနေဘူးအဲ့ဒါတော့ရိုက်မတင်ဖြစ်တဲ့အလုံးတွေအများကြီးရှိသေးတယ်ဆိုတော့ကဲကျွန်တော်ဒီနေ့ကျွန်တော်ဝယ်လိုက်တဲ့အိမ်လေးအနေထားဘယ်လိုရှိလဲဆိုတော့ကျွန်တော်ချက်ရိုက်ပြမယ်နော်ဒါကတော့ဒီနောက်ကတော့ကျွန်တော်နောက်မှမြင်နေရတာဒါကျွန်တော်ဝယ်လိုက်တဲ့အိမ်ကဒါကျွန်တော်နေပါတယ်ပေါ့နော်ဒါပတ်ဝန်းကျင်အနေထားပတ်ဝန်းကျင်ဒီနာပတ်ဝန်းကျင်လည်းတတ်တယ်ရက်ကွက်လည်းကောင်းတယ်ပေါ့နော်နားမှာပြီးတော့အဖြူတွေကြီးပဲနေတာအဖိုးကြီးတွေဖွားကြီးတွေဆိုတော့နည်းနည်းတိတ်ဆိတ်တဲ့ရက်ကွက်လေးကအခုအပြင်မှာနည်းနည်းစောင်းရောက်ပြီးတော့နည်းနည်းလည်းအေးနေဆိုတော့ကျွန်တော်အပြင်နေပါတယ်တိတ်ပြီးတော့ဒီကတော့သွားမရိုက်ဖြစ်သေးတာပေါ့နော်ကျွန်တော်မအားတာလည်းပါတယ်ဆိုတော့ကဲစကားတွေလည်းပြောတာများနေကျွန်တော်အိမ်လေးကျွန်တော်ပြမယ်နော်ကဲ let's go ကြည့်လိုက်အောင်ဒီရှေ့မှာမြင်နေရတာတော့အခုဒါကျွန်တော်ဝယ်လိုက်တဲ့အိမ်လေးပါအိမ်ကတော့အဖြူရောင်လေးအမိုးတွေပါရတော့အကုန်အသစ်တွေပဲပြရတော့အဖြူရောင်အလူမီနီယံပြားနေတယ်ဒါကတော့ဟိုဘက်အိမ်ကဘေးအိမ်ပေါ့နော်ဒီမှာတစ်ပင်နေတဲ့ဝါလည်းပြန်ဝါနေလည်းပြန်နေပြီးတော့ပတ်ဝန်းကျင်ကတော့လှတယ်ဒီအချင်းကအေးတော့မယ်ဆိုတော့ဒီတိရွက်တွေအကုန်ကျွေတော့မှာဆိုတော့ဒါဘေးအိမ်ပေါ့နော်ဒီရှေ့မှာတော့ဒါမီတာပိုက်တွေရှိတယ် fire hydrant တွေဆိုတစ်ခုဖြစ်ခဲ့ရင်သူကအရန်တွေကပိုက်ဆွတ်ရုံပဲဆိုတော့နီးတယ်မီးတွေပါနေတယ်နော်အန်ဒီရတွေပါကင်းနေပေါ့ပူပြီးတော့ဒါကျွန်တော်အိမ်ထဲကိုအရင်မပြခင်ကျွန်တော်အိမ်နောက်ဖေးလေးတွေကိုအရင်လိုက်ပြမယ်ပြီးတော့ဒီအိမ်မှာတစ်ခုကောင်းတာကြတော့ဘာကောင်းလဲဆိုတော့ကျွန်တော်မီးဖို့တက်တာအောင်ဒီအိမ်ခေါင်မိုးပေါ်မှာကျွန်တော်တို့လှမ်းရိုက်ပြလို့မရအောင်နေအောင်ညီပြားတွေပါတယ်ဆိုလာစစ်စံခေါင်မိုးတစ်ခုလုံးအပြည့်ပါတယ်ဆိုတော့မီးဖို့ကတော့ဒီလိုစောင်းတွင်းကြရင်တော့တိတ်မကြိုက်ဘူးဗျာအေးတယ်ဆိုတော့နွေရာသီကြရင်တော့မီးဖို့တော်တော်စေတယ်ဒါကတော့ solar system နေလာတဲ့သူပုံပေါ့မီးပုံနေသူကတော့ကား hybrid လိုပဲတစ်ခုကောင်းတာကလူကလိုက်ချင်းတာလို့သူကသူဘက်ထရီဖြစ်အော်တိုချင်းတယ်အားမရှိလို့ရှိရင်အော်တိုဒီ electric ပြန်ချင်းတယ်ခြံစည်းရိုးလည်းပါတယ်ဒီခြံစည်းရိုးလေးကကိုနောက်မှာခလေးပါလွှတ်ထားရတယ်ပေါ့နော်အခုကတိတ်ရွက်တွေကျွေနေတာဆိုတော့နောက်ပြရတော့အမြင်နဲ့တိုင်းပဲပွားနေတယ်ပြီးတော့နောက်ဖေးမှာအပင်တမင်ပါတယ်ဒါပေမဲ့နောက်ကျတော့ကျွန်တော်ခြံစည်းရိုးလေးဟိုဘက်အိမ်ကတော့အဖြူပြားလေးတွေခတ်မယ်အဲ့ဒါလေးကပူလှနောက်ဖေးခြံစည်းရိုးလေးကတော့အလောတော့ဘာလို့လဲဆိုတော့ခြံတအားကြီးလို့ရှိရင်လည်းဒီမှာထက်တွေပေးရတာများတယ်ဆိုတော့လေprobably ထက်တွေကတော်တော်များတယ်ဒါနောက်ဖေးကနေမြင်ရတဲ့အိမ်ကိုမြင်ခွင့်ပါနောက်ကြရင်ခြံစည်းရိုးကမတီးတစ်ပင်မှာခုံလေးရိုက်မယ်သူကအိမ်ကတော့ပထမတော့ဒီလိုလေးပဲဖြစ်မယ်ဒီနောက်မှာကားကတဲ့ကိုလည်းသူနောက်ကိုထပ်ပြီးတော့ချဲ့ထားတယ်အကျယ်ကြီးပဲပြီးတော့ဒီမှာမှန်ဆောင်တစ်ဆောင်ထပ်ထုတ်ထားတယ်ဒီမှန်ဆောင်တော့ဒီတိမ်လုံးမှာအကြိုက်ဆုံးအခန်းပါပဲမှန်ဆောင်ဆိုတော့ဘယ်လိုလဲမှန်ဆောင်ကျွန်တော်အခန်းမျိုးလောက်တာလေမှန်ဆောင်ထဲမှာနေမှန်ဆောင်ထဲမှာပဲဘယ်လိုလဲ TV တွေပါအဲ့လိုမျိုးထားမယ်ပေါ့နောက်ကြရင်မှန်ဆောင်တော့အကြက်တော့ဒီမှန်ဆောင်ကနေဆင်းလာတယ်ဒီဘက်မှာဘယ်လိုလဲသူမိသားစုတွေတငယ်ချင်းတွေပါဒီမှာ barbecue လေးပါလေးกินပေါ့ဝိုင်းလေးပါတော့အသားกินစားတာလို့ပါလို့ဒါနေရာလေးအောက်မှာအုပ်နေနေတေးတက်လေးလှုပ်ပြီးတာဒီမှာလေကားစင်လေးနဲ့ဒါတော့အိမ်ဘေးနေထားလေးဟိုပေါက်ဘေးမှာအဲကွန်းနေပါနဲ့ဒီမှာဒီလိုခြံစည်းရိုးကျွန်တော်နောက်ကျအပြည့်ခံမယ်ကဲ okay ဒါဆိုကျွန်တော်အိမ်ရှိရနေပြီးတော့အိမ်မော်ရိုက်ပြမယ် okay ဒါကတော့အိမ်နဲ့ကားကတဲ့နဲ့ဆိုဆက်ရက်ပေါ့နော်ဒါလည်းလောဆယ်ကားကတဲ့ပေါ့ကားကတဲ့လည်းအကျယ်ကြီးပဲကျွန်တော်တော့အမှိုက်မိုးနေပါသေးတော့ကားကတဲ့မှာထည့်ထားတယ်အခုမှအိမ်ရဖြစ်ရတာပစ္စည်းဝယ်ပါတယ်အမှိုက်မိုးအမြဲပြည့်အောက်ကအခင်းကလည်းမိုက်တယ်
ပြီးတော့ဒီကနေမီးဖို့လည်းတန်းဝင်လို့ရတဲ့တကားရှိတယ်ဒါအခုကတော့ကျွန်တော်ကအိမ်ကပစ္စည်းတွေရွှေ့ပွားကျွန်တော်အခုမှနေတာ1ရက်2ရက်ပဲရှိသေးတယ်စနေတာပေါ့နော်ဒါကတော့ကျွန်တော်လောက်တာကျွန်တော်ဖက်နှက်စင်လေးသူ့ရဲ့အမှန်တော့ကဒက်ကဒီအဆုံးထိပဲဖြစ်လိုက်မယ်ဘာလို့လဲသူဒီဘက်ကသူထက်ချဲ့လာတာကဒက်ထဲမှာလည်းအကျယ်ကြီးပဲကားဆိုတဲ့ရက်မယ်ဆိုရင်3စီးလောက်2စီးပေါ့ဗျာကြည်ကြဲဝန်း2စီးရက်လို့ရတယ်ဒါကတော့ကျွန်တော်လောဆယ်ပစ္စည်းတွေထားတာကျွန်တော်လက်သမားပစ္စည်းလေးခုံလေးပါပေါ့ဒီမှာတော့ဒါမီးဖို့လောဆယ်တော့အပြင်မှာချက်တယ်ပေါ့ကပ်ဖို့နဲ့ကဲဒါဆိုရင်ကျွန်တော်ဒီကမီးဖို့တွေကနေပြီးတော့ပဲဝင်လိုက်မယ်ကျွန်တော်အိမ်ရှိကနေပြီးတော့ပတ်မဝင်တော့ဘူးမီးဖို့ကပဲလက်စားနဲ့ဝင်ပြီးတော့ရိုက်ပြတော့မယ်ကဲဒါဆိုရင်ကျွန်တော်မီးဖို့ကနေပြီးတော့ဝင်ပြီးတော့ပြမယ်ကျွန်တော်ကတော့ဒီလောဆယ်တော့တေချာလေးတော့လိုက်ပြီးတော့ကိုတက်တက်လောက်ဒီတော့လိုက်ပြင်ဆင်တာပါပဲဒီမှာမီးဖို့ဆိုသူကဒီရတခုကောင်းတာကျွန်တော်ဝယ်ရဘာဆိုဘာမှပြင်စရာမလိုတော့အကုန်လုံးကောင်းတယ်ကိုယ့်ဘက်ကိုအောက်ခင်းတာလေးတွေဝယ်ထည့်ရုံပဲဒါဆိုဘေးစင်နဲ့ဒီမှာသူ့ရဲ့ပကံတွေပါထည့်တဲ့ဒီတကားတွေပေါ့နော်အများကြီးပဲပါတယ်တကားတွေအပြင်မှာရောဒါလည်းလောဆယ်ကျွန်တော်ပစ္စည်းရထည့်လာကိုဒီအောက်မှာဓားလေးတွေဇွန်းလေးတွေထည့်မှဆိုတော့ဒီမှာပြီးတော့ပကံစီးဆက်ဒါတွေကအစတော့အိမ်တော်တော်များများဝယ်ဒါတွေကအစ်စ်တိတ်ပြီးတော့မပါလို့ဒါပကံစီးဆက်ဆိုတဲ့အစ်စ်ပဲဒီမှာသူ့စင်လေးနဲ့ဒီဘက်မှာဆိုဒါအမိုက်ပုံထဲတဲ့ဗီဒီယိုလေးအမိုက်ပုံတော့ဘာလို့ထည့်လာရရပုံပစ္စည်းလေးပါလေးဟုတ်ဒါရေခဲတက်တာတော့မိုက်တယ်အစ်စ်ပါတယ်ရှယ်ပဲပြောတယ်တော့ကျွန်တော်တို့အခုမှစနေရတော့ပစ္စည်းရတော့မစုံသေးဘူးမီးဖို့တွေပါရယ်ဆိုတော့ဒီမှာအကုန်အစ်စ်တွေပဲမီးဖို့လည်းအစ်စ်ဒီမှာကိုဝေးလည်းအစ်စ်ချက်ချက်တော့မဟုတ်ဘူးတော့မှအစ်စ်နီးပါပဲဒီမှာဒါလေးဆိုဒီမှာမိုက်တယ်ဒီလိုမျိုးဘယ်လိုလဲကိုအကြိုက်နဲ့ရောင်းတဲ့အိမ်နဲ့အဲ့လိုမျိုးဈေးနဲ့ကိုနိုင်တဲ့ဈေးနဲ့တွေ့ဖို့ကျွန်တော်မနှဲရှာလဲဒါတွေကတော့ကျွန်တော်ဒီဟာတွေကတော့ပြန်ကတ်လာတာတော့တကယ်ဟင်းတွေပါဒီကချက်ခဲ့လို့ရှိရင်စီတွေပါဒီမှာနေရာမှာအဲ့လိုမျိုးလာမဆိုးအောင်ဆိုပြီးတော့လောက်လာတာသမီးသားသပွဲကတော့ကိုယ်ပိုင်ကိုဝယ်ပြီးတော့ပဲဒီနောက်မှာဆင်လိုက်တယ်ဒါတော့ကျွန်တော်ခုနပြောတဲ့မှန်ဆောင်ပေါ့နော်ဒီတအိမ်လုံးမှာကျွန်တော်အကြိုက်ဆုံးလည်းဖြစ်တယ်ဆိုတော့သူကပတ်ချလည်းမှန်နေကြီးပဲဒီမှာအဲ့လိုမျိုးမှန်ကန်းပါတဲ့အိမ်ညာလည်းရှားတယ်ရှိတယ်ဒါပေမဲ့ရှားတယ်ဒါဆိုဖာလေးပါကျွန်တော်ဒီမှာအကုန်လုံးလိုင်းလောက်လေးပါဗျာဝယ်ပြီးတော့ထည့်ပြီးတော့နေရာချလာတာဒီဘက်မှာဆိုလည်းကျွန်တော်ရဲ့ကွန်ပျူတာခေါ်ထားရတယ်ကွန်ပျူတာခေါ်ကတော့အမှန်ကန်ဆင်လာတာဒီမှာဆိုလို့ရှိရင်လောတဲ့ဒီ TV လေးကတော့လောတဲ့အကြည့်ဒီလိုလောတဲ့ကြည့်လို့ရရဆိုရင်တော့ပဲပေါ့နော်ထားလာသေးတယ်ဘာလို့လဲဆိုတော့ကျွန်တော်တဖြည်းဖြည်းပစ္စည်းတွေဝယ်ထည့်ရမှာအိမ်သစ်ဝယ်ခါတော့ပစ္စည်းတွေမထည့်နိုင်သေးဘူးအများကြီးဒါဆိုရင်သူက TV တင်ကုန် TV ကျွန်တော်85လက်မဆိုရင်ကြီးရတယ်သူဒီရုပ်ရှင်ရုံပုံစံမျိုးကြီးဒီကောင်ဆို TV တင်ကုန်ဆို Fireblade နဲ့သူတကယ်မီးလောင်နေတဲ့ပုံစံမျိုးထင်းအောင်ဆိုပြီးမှုနဲ့ဒီမှာလည်း Fireblade ပြီးတော့ဒီကောင်က heat ထွက်တယ်အပူလည်းပါတယ်သူကဒီမှန်ကန်တော့တော့မှတီးတက်အပူအေး heater တခုတက်ထည့်ပေးတာဒီဘက်မှာအဲ့ကောင်ကအပူရောအေးရောလူကြရင်တော့အေးပေါ့အခုစောင်းသွင်းကြရင်အပူပေါ့အိမ်ထဲမှာတက်ပါပြီးသားဒါအဲ့ဒါတော့ extra အနေနဲ့ထည့်လာတာကဲဒီမှာဒါတော့အိမ်တိုင်းမှာပါတယ် living room ကျွန်တော်ပထမဆုံးဒီပြောင်းတော့ရွှေ့တာကျွန်တော်ဖျားစင်ကိုအရင်ရွှေ့တာပါနော်ဖျားစင်ပထမဆုံးရွှေ့ဖျားစင်ကျတော့ကျွန်တော်တို့ကဒီမှာကျတော့နေရန်လေးပါတယ်မှာကျွန်တော်တို့ကကတ်ပြီးတော့မရိုက်တော့ဘူးကျွန်တော်ဒီလိုပဲခုံသေးနဲ့ပဲတင်ထားလိုက်တော့တယ်ဒါဆိုဖျားမီကတော့ကိုပိုင်ကိုမီးလေးအပြာလေးဝယ်ထည့်ထားတာဒါတော့အိမ်ရှိကိုမြင်ရတဲ့မြင်ကိုပါ living room ကနေပြီးတော့အမှန်ဆိုရင်တချို့သူများတွေကြတော့နောက်မှအဲ့လိုမှန်ဆောင်မပါဒီ living room မှာဆိုဖာတွေထားတယ် TV တွေပါအဲ့လိုမျိုးထားတယ်ဆိုတော့လေဒါပေမဲ့ကျွန်တော်ကတော့ဟိုဘက်မှာတက်ရှိတယ်ဆိုဟိုဘက်မှာပဲထားလိုက်တော့တယ်ဒါဆိုအိမ်ရှိဝင်ပေါက်ပြီးတော့ဒီမှာဖက်နှက်စင်ပါမယ်ဖက်နှက်
ထည့်တဲ့ဗီဒီယိုခေါ်စစ်တစ်ခုပါတယ်ဒါပေမဲ့ကျွန်တော်ဖက်နဲ့ကိုတက်ဟိုမှာစင်လေးနဲ့အလှထည့်လာဆိုတော့ကျွန်တော်လောဆယ်ကျွန်တော်စောင်းသွင်းဝတ်တဲ့ဂျက်ကတ်တွေထားလာတယ်ကျွန်တော်ကြိုက်ဆုံးဂျက်ကတ်တွေလဲသားတွေအခန်းတော့3ခန်းအောက်ထပ်မှာတစ်ခန်းတော့အခန်း4ခန်းအိမ်သာရေချိုးခန်း2ခန်းပါတယ်ဒါဆိုရင်အဝတ်စားတွေပါထည့်လို့ရတယ်ဒီမှာဗီဒီယိုလေးပါမယ်လောဆယ်ကျွန်တော်တီရှူတွေပဲထည့်ရတယ်ဒီမှာအဝတ်စားထည့်လို့ရတယ်ရေချိုးခန်းအိမ်သာရေချိုးခန်းအိမ်သာတော့တအားကြီးလည်းမကျင်းဆိုတအားကြီးလည်းမကျဲပါဘူးဟိုတချို့အိမ်တွေဆိုင်တော့နည်းကျဲပဲသူကကျွေကွက်တဲ့ပါလဲရေချိုးခန်းတော့ကျွန်တော်ကတော့တိတ်တော့ရေချိုးခန်းအောင်အဲ့လောက်ကြီးတော့အရင်မကြိုက်ကျွန်တော်နည်းနည်းကြီးနေလို့ခံစားတယ်အိမ်သားတော့ကျွန်တော်ဟိုနေ့ကမှအစ်စ်လဲလိုက်တယ်အပေါ်ကဟာကိုအောက်ထပ်ဟာကိုအောက်ထပ်အိမ်သားကိုချလိုက်တယ်ဘောအောက်ထပ်အိမ်သားတအားနည်းနည်းဟိုလွန်ခဲ့တဲ့10နှစ်တော့မဟုတ်ဘူး6နှစ်9နှစ်လောက်အိမ်သားလား10နှစ်လောက်အိမ်သားဖြစ်မယ်နည်းနည်းရေဆွဲတာများလို့ရေဖို့စေအောင်ဆိုပြီးတော့ဒီဘက်မှာဆိုတာအခန်း3ခန်းဒါလောတယ်ကျွန်တော်နေတဲ့ဒါမာစတာဘုံမှာကျွန်တော်လောတယ်နေတယ်နော်အဲ့ရတော့မှမသိရသေးဒါတော့ကျွန်တော်မကြခင်ကျွန်တော်ကမှသမီးမွေးတော့မယ်ဆိုတော့ခလေးကတိန်နေပါတခါလေးစင်ပေးတာလားနောက်ကြလို့ရှိရင်တက်မစင်ရအောင်လေဒီမှာတော့အထက်အဝိစာခေါ်စပါကျွန်တော်ဝိစာတွေအပြင်မှာမထားကြည့်တော့မှကျွန်တော်အဲ့ရတွေကနေထားလောက်သွားတယ်ဒီဟာဆွဲဝတ်လို့လွယ်အောင်ဆိုပြီးတော့ဒီထဲမှာပဲကျွန်တော်ထည့်လာတာဒီခန်းတော့ဒါလောတဲ့ခလေးနောက်ကြရင်တော့ခလေးခန်းပေါ့နော်ခလေးကိုတခန်းပေါ့သူကတော့ဟိုခန်းလောက်တော့မကြည့်ဘူးဒါပေမဲ့ကွာလဲနည်းနည်းပဲတအားကြီးတော့မကွာတော့ဟိုခန်းကနည်းနည်းပိုကြည့်တယ်ဒီကောင်တော့လောတော့ပဲပြီးတော့တအိမ်လုံးမှာအကြိုက်ဆုံးကဒီပြည်နေကိုကြိုက်တယ်ပြည်နေကကောင်းတယ်ပြည်နေရတော်ကောင်းတယ်ပြင်ရှာလို့မှတေးသေးလေးဆိုတော့ဒါတော့အပေါ်3ခန်းနဲ့နည်းနည်းအသေးဆုံးခန်းပေါ့အရင်ကသူတို့အိမ်ရှင်တဲ့ခလေးခန်းထားလာရတဲ့ဆေးရောင်အဝါရောင်နဲ့ဒါပေမဲ့ကျွန်တော်ကပထမဆုံးကွန်ပျူတာခန်းလုပ်ဖို့ပဲကျွန်တော်တို့အိမ်ကမိသားစုကကျွန်တော်နဲ့ကျွန်တော်မိမ2ယောက်နဲ့နေတာဆိုတော့ဟိုဘက်မှန်ခန်းထဲမှာပဲရွှေ့လိုက်တော့တယ်ဒီဘက်တိတိုင်ဖြစ်နေမှာဆိုလို့လေဆေးတွေပါတော့နောက်ကျရင်ပြန်ချဲမယ်လောဆယ်တော့ Wi-Fi ဆက်ကဒီမှာ Wi-Fi လိုင်းပြီးဆိုဒီမှာပဲ Wi-Fi ထားလာတယ်တုံးတာဟိုဘက်မှာဘာဖြစ်ပါဘူးတအိမ်လုံးဆိုမိပါတယ်ကဲအားဆိုလို့ရှိရင်ကျွန်တော် basement ကိုပြမယ် basement တော့ share ပဲเนาะ basement ကိုချက်တွက်ကြည့်လိုက်အောင် let's go ဒါတော့ basement ကိုဆင်းတဲ့အပေါ့ပါကျွန်တော်မီးဖို့တွေကနေပြီးတော့ဆင်းရတာတော့ဝင်ကြီးကနေဆင်းလို့ရတော်အပေါင်းတွေပါလာတဲ့အပေါ်တက်ဆရာမလို့ဒီကနေတော့အောက်ဆင်းသွားလို့ရတယ်အောက်မှာဆိုတော့တော်ဟာပေါင်းတွေနဲ့တခါတည်းတောက်စားဆိုတော့အောက်မှာပိုကောင်းတယ်ဒါတော့ basement ကိုဆင်းတဲ့sleep ကသူကအောက်ကတက်ကတော့နည်းနည်းအေးတယ်ပါတော့သူကဒီကားပတ်နဲ့လုပ်ပြရတယ်ပထမတော့ဒီကောင်ကားပတ်အပြည့်မဟုတ်ဘူးကားပတ်မခင်းလာဘူးသူကြွေပြားတွေခင်းလာတာကျွန်တော်အောက်ထပ်ဆိုတော့အေးတယ်ဆိုတော့ကျွန်တော်ကြွေပြားတွေကိုကျွန်တော်ဒီအကြွေပြားရဲ့အပေါ်ကနေကားပတ်ကိုပတ်ကိုဝေးထက်လိုက်တယ်သူကလက်သမားဆရာတွေခေါ်ပြီးခင်းခိုင်းမှုပဲဒေါ်လာအပီးစီးဆိုဒေါ်လာ4000လောက်ကျမယ်တော့ဝယ်တာချမ်းသာဆိုတော့ကျွန်တော်လည်းအားနဲ့ကျွန်တော်တက်လာတဲ့ပညာလေးနဲ့ကိုယ့်ဘက်ကိုပဲခင်းလိုက်တော့လေကြောက်ရတာမဟုတ်ပါဒီတိုင်းပဲကျွန်တော်ကော်ရီပါနဲ့တေချာတော့မလုပ်ပဲကျွန်တော်ခင်းလိုက်တယ်ပြီးတော့ဒီမှာကစားဖို့ဘီလက်ခုံပါတယ်တရားကျွန်တော်မိုက်တယ်ဘီလက်ခုံပါတယ်ဒီဘက်မှာကျတော့ပင်မောင်ရိုက်တဲ့ပင်မောင်ခုံပါတယ်ပင်မောင်ဘောလုံးကတော့ပဲပြောက်သွားတယ်မသိဒါပေမဲ့ကျွန်တော်ကဘီလက်ထိုးတာများပင်မောင်တော့ကျွန်တော်လည်းမရိုက်တတ်ဘူးโอเคဒီမှာအခန်းတစ်ခန်းပါမယ်ဒါတော့အောက်ထပ်တစ်ခန်းဒီအောက်ကခန်းကြီးရတယ်အကြီးပဲဒါအရင်ခင်းတာဒီရောင်မျိုးတွေဒီလိုမျိုးကျွေပြားတွေခင်းတာလားဒါပေမဲ့ကျွန်တော်တိတ်မကြိုက်တော့ရောင်နေညင်ညစ်ကြီးဖြစ်လို့အားကြောင့်ကျွန်တော်ကားပတ်ဝယ်ခင်းတာဒါပေမဲ့ဒီအခန်းထဲမှာကျွန်တော်မအားလို့မခင်းရသေးတာကျွန်တော်ကားပတ်တွေဝယ်လာတာရှိသေးတယ်ဆိုတော့maybe နောက်တစ်ပတ်လောက်မှကျွန်တော်တခြားပြန်ခင်းပြမယ်အောက်ထပ်မှာဗီဒီယိုပါမယ်အောက်ထပ်ခန်းကြီးရလဲအကြီးပဲ
နောက်အိမ်ဒီပိုင်းငှားကျင်လို့ရှိရင်တော့ကျွန်တော်အောက်ထပ်မှာတခန်းတိတက်ငှားစားလို့ရတယ်ဒါပေမဲ့ငှားကျင်မှာငှားပြမှာပါဘာလို့လဲဆိုတော့အောက်ထပ်ငှားလိုက်ရင်ကျွန်တော်တခါတည်းတငယ်ချင်းပေါင်းသိလာလို့ဒီမှာဆော့ကစားစူညံတယ်ဆိုတော့လေအိမ်ငှားလည်းအဆင်မပြေဘူးလေကိုလည်းမလွတ်လပ်တော့ဘူးဆိုတော့ဒါအောက်ထက်ကရေချိုးခန်းအိမ်သားအရင်တော့ဒီမှာကားပတ်တွေလည်းခင်းထားတယ်ဒါပေမဲ့ကျွန်တော်ကတော့အိမ်သားဟိုတနေ့လဲလို့ဆိုပြီးခွာထုတ်လိုက်ရတယ်တော့နောက်မှပြန်ခင်းရမယ်ဒါအောက်ကရေချိုးခန်းအောက်ထပ်ဆိုတော့အပေါ်တက်တော့အရင်အကြီးတော့မဟုတ်ပဲမဲ့အဆင်ပြေပါလေဆိုတော့အမှန်ကဒီအောက်ထပ်ဧည့်သည်ဆောင်တဲ့အတွက်ပဲထားရတော့ဟိုမှာလက်ဆေးရည်စင်တွေပါနေဆိုတော့လေဧည့်သည်လာတစ်ခါတလေတော့ပဲဒါတော့ဟိုအောက်ထပ်ရဲ့အဝိရှော်သက်တွေအခါပါပြီးတော့ဒီမှာရေတန်းဆက်ပါတယ်ရေတန်းဆက်ကြောင့်ကျွန်တော်ရေတွေပါတိတ်ဝယ်တော့ကြမလို့ဒီမှာရေတန်းဆက်ပါတယ်ဒီမှာစားထည့်ရတာစားဆိုတာဟိုအိမ်မှာထင်းချက်တာစားမဟုတ်ဘူးစားခဲတွေကျွန်တော်လည်းစားလို့ပဲခေါ်တယ်ဘယ်လိုခေါ်လဲမသိဒီမှာအဝိရှော်သက်တစ်လုံးပါတယ်အချောက်ခံသက်တစ်လုံးပါတယ်အဝိရှော်သက်ကလည်းဟိုတာအိုးကြီးတွေလည်းမဟုတ်ဘူးတော်တော်လက်သေးတယ်တချို့အိမ်ကတော်တော်များများဝတ်ချော်တာတွေကအိုးနေအခုဒီဟာကောင်းတယ်တော်တော်လေးကောင်းသေးတယ်ဒီဘက်မှာဆိုတော့အခန်းလေးက space လေးကတော်တော်လေးကျယ်သေးတယ်အဝတ်တွေပိုင်းလမ်းလို့ရအောင်ဒါကတော့နောက်တစ်ခုကဒီမှာကျွန်တော်ကြိုက်တော့ဟီတာတွေက2023မှာသူတို့ဒီအကုန်လုံးဒီအဟာအသက်တွေချိန်လာတာမီးဖို့တော်တော်တတ်တာလေပြီးတော့ဒီပိုက်တွေတုံးတာမီးဖို့တော်တော်တတ်တာလေဒါအခုနောက်ပေါ်ဟာအရင်ပေါ်တဲ့ဟာကြတော့ဒီလိုပိုက်နေတယ်မဟုတ်ဘူးတန်ပိုက်နေတယ်တော့ဒီလိုမျိုးတန်အဲ့လိုမျိုးဒါတော့တတ်အပုံဒီလိုတန်ပိုက်နေတယ်တော့မီးဖို့တော်ကောဒါလေးတွေတော်တော် safe ဖြစ်တယ်ပြီးတော့မိုက်တယ်2023ဆိုတော့ဒါဆိုကျွန်တော်75နှစ်20 AC သုံးလို့ရပါပြီဒါတွေလဲရလို့ရှိရင်အိမ်ဝယ်ပြီးဒါတွေလဲရလို့ရှိရင်မချောင်းတောင်းကြော်တယ်အိမ်ကတော့ကျွန်တော်ပြတော့ဒါဒီလောက်ပါပဲအိမ်ကတော့အရန်သေးတယ်လည်းမပါဘူးအရန်ကြီးလည်းမကြီးဘူးလေးကလက်ခန်းဆိုတော့ကျွန်တော်တို့ကလင်မယားနှစ်ယောက်တည်းနေတာဆိုတော့ကျွန်တော်တို့ကတော့နည်းနည်းတော့တော်တော်လေးတော့ကြီးပါသေးတယ်နည်းနည်းမဟုတ်ပါဘူးဒါအောက်ကတော့စတိုခန်းတွေပစ္စည်းထားရတယ်အခန်းအကျယ်ကြီးတွေပဲလောက်ထားတာတေးသက်လေးတွေပဲအောက်ဒီစတိုခန်းတွေဆိုမှဖြစ်ကြတဲ့အဲ့လိုမျိုးလောက်ထားတာမျိုးတွေမဟုတ်ဘူးဒါဒီမှာတစ်ခန်းရှိသေးတယ်ဒါလည်းစတိုခန်းပဲကျွန်တော်လည်းဒီလောက်ပြတာဆိုတော့ကျွန်တော်လည်းတော်တော်စုံဝိုင်းလို့ထင်ပါတယ်ပြတာအိမ်ထဲမှာလည်းနေရာလက်မကျန်အောင်ကျွန်တော်လိုက်ပြပြီးသွားပါပြီကျွန်တော်လည်းဒီရက်တဲ့ဗီဒီယိုလေးလည်းမရိုက်ဖြစ်မတင်ပြသေးလို့ရှိရင်လည်း sorry ပါကျွန်တော်တကယ်တော်တော်လေးမအားသေးလို့နောက်ကျရင်တပတ်နှုံတော့မဖြစ်ဖြစ်အောင်ရိုက်ပြီးတော့တင်နိုင်အောင်ကြိုးစားပါပဲလို့ဘာလို့လဲဆိုတော့ဒီမှာနည်းနည်းလေးအေးလာပြီဆိုတော့ကျွန်တော်အများကြီးလည်းတိတ်ပြီးအပြင်မှာလက်ရရတာလည်းအဆင်မပြေတော့ဘူးအားကြောင့်မို့ပြီးတော့အလောက်ရတယ်ကျွန်တော်တစ်ဖက်အရင်ကလည်းကားမောင်းတာလည်းပါတယ်ဆိုတော့ကျွန်တော်မှာအချိန်အဲ့လောက်ကြီးမရှိဘူးဖြစ်နေတော့ပါကျွန်တော်ဗီဒီယိုကြည့်ပြတဲ့သူအားလုံးကျေးဇူးအများကြီးတင်ပါတယ်အားလုံးပဲ bye bye love you guys ပြီးလက်လေးတစ်ပွဲတော့ထိုးလိုက်အောင်